ဒီဆိုင်လေးကကျတော့လေးဆိုင်ကြိုက်လုံးလုံးခဏခဏတော့စားဖြစ်တယ်ဒီလိုအလွာဆက်နှလွာပါတဲ့မိုးကုတ်ဟော့ပေါ့ကြီးရတဲ့အပြင်ရှမ်းခောက်ဆွဲတိုဖူးလေးနဲ့မိုးကုတ်မနက်စာကောင်းကောင်းလေးတွေရတဲ့ဆိုင်လေးမှာတော့စားမှာမလို့ဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်ကြပါဦးနော်ဗီဒီယိုလေးရဲ့အဆုံးမှာလည်းဆိုင်ရဲ့ foodie အတွက် promotion လေးပါထည့်ပေးထားသေးရဲ့နော်ဒီဆိုင်လေးကကျတော့လေအလုံးလမ်းမပေါ်ရန်ကုန် International Hotel ဝင်းထဲမှာမိုးကုတ်ဘက်ကနေပြီးတော့လာဖွင့်ထားတယ်ဒီလိုမိုးကုတ်မနက်စာနဲ့ဟော့ပေါ့ကောင်းကောင်းလေးတွေရတဲ့မိုးကုတ်ဟော့ပေါ့ဆိုတဲ့ဆိုင်လေးပါဒါကကြတော့ဆိုင်မှာလူကြိုက်များတဲ့တိုဖူးလေးပေါ့နော်သူ့တိုဖူးလေးဆိုလို့ရှိရင်လည်းပြပြခက်ခဲဖြစ်မနေဘဲနဲ့ဒီလိုမျိုးတုံတုံအီလေးနဲ့လေးစားလို့လည်းတော်တော်ကောင်းတယ်တိုဖူးလေးမှာလို့ရှိရင်လေဒီတိုဖူးကြော်အီလေးကလည်းမပါမဖြစ်ပဲဆိုင်ကကြတော့ဒီတိုဖူးလေးထဲမှာလေတိုဖူးကြော်လေးထည့်ပြီးစားရတာကိုတော်တော်လေးကြိုက်တယ်ပြီးတော့ဒီကရှမ်းခောက်ဆွဲဆိုလို့ရှိရင်လည်းပုံမှန်ဆိုင်လေးနဲ့မတူဘူးပေါ့နော်သူ့ရဲ့ခောက်ဆွဲဘက်လေးကကြတော့လေမြင့်မြင့်တိတ်တိတ်လေးနဲ့တော်တော်လေးမိုက်တယ်ရှမ်းခောက်ဆွဲဆိုလို့ရှိရင်လေဒီလိုမျိုးရှမ်းချင်လေးနဲ့ငရုတ်တီးကြော်ဆက်ဆက်ကလေးထည့်စားရတာပို့ပြီးတော့ထိထိမိမိလေးနဲ့အရသာရှိရယ်ရှမ်းခောက်ဆွဲကကြတော့အရေးနဲ့အတုံးနှမျိုးရွေးလို့ရရပေါ့နော်ဆိုင်ကတော့ပုံမှန်စားနေကြဒီဆိုင်ကအရေးလေးနဲ့ပဲစားခဲ့လိုက်တယ်ဒါလေးကကြတော့မိုးကုတ်လက်ရစစ်စစ်မိုးကုတ်မီးရှိပေါ့နော်။တွားကြတော့လေဒီလိုကော်ရီပြပြလေးနဲ့ဟိုမှာအရေးရချော့ချော့ကလေးနဲ့စားရတာဆိုတော့လေစားရများလို့ရှင်တော့နည်းနည်းလေးတော့အီးရယ်။သူကလေငရုတ်တင်းနဲ့ဆက်ဆက်လေးနဲ့နေပြီးစားလို့ရှင်တော့ပိုပြီးစားလို့ကောင်းတယ်။အသားရည်နူးပြီးတော့အရေးပြပြလေးနဲ့စားလို့တအားကောင်းတဲ့ Western ခေါက်ဆက်တဲ့ပွဲဆိုလို့ရှင်လေမနက်စာအတွက်ကောင်းကောင်းလေးလုံလောက်တယ်။မိုးကုတ်စီချက်ဆိုလို့ရှင်လေဒီလိုမျိုးနူးအိဖက်နေတဲ့ခေါက်ဆွဲသားကတော့သူ့ရဲ့ထူးခြားချက်ပဲ။ခုလုံးမနက်ခင်းမှာမနက်စာခောက်ဆွဲနဲ့အလိုက်ဆုံးကတော့လေဒီလိုမျိုး coffee ပူပူလေးတစ်ခွက်ပဲเนาะသူစီက coffee ရေဆိုလို့ရှိရင်လေဒီလိုမျိုးဆက်ကြီးနေဖြောပေးပြီးတော့ coffee မကောင်းကောင်းလေးပါသုံးပေးထားတာဆိုတော့လေတောက်လိုက်ရင်ကိုလုံးဝ fresh ဖြစ်နေရောဒါလေးကကြတော့လေစိုင်းကြိုက်လုံးလို့ခဏခဏသွားစားဖြစ်နေတယ်ဒီဆိုင်ရဲ့ signature မိုးကုတ်ဟော့ပေါ့အိုကြီးပေါ့เนาะဒီမိုးကုတ်ဟော့ပေါ့အိုကြီးကကြတော့အလွာဆက်နှလာပါရပေါ့เนาะတော့ကြလေအိုးကကြီးလိုက်လို့ရှိရင်သေးရလို့ထင်ရပါမယ်လေဒီအောက်ထဲကိုနှိုက်လေထွက်လေလုံးဝအသားတွေအပြည့်နဲ့ကို share စားရမယ်ဟော့ပေါ့ကြီးဒီထဲမှာဆိုလို့ရှိရင် sausage ကြက်ဥလေးကြက်သားဝက်သုံးထပ်သားပြီးတော့ငုံဥငဖယ်နဲ့ဝက်ခောက်လေးအပြင်ဟိုမှာတွဲစားဖို့အတွက်ဒီလိုအသေးရွက်ပန်းကြီးပါချပေးထားတာပေါ့เนาะဆိုင်တို့ခုစားခဲ့တာကြတော့၄-၅ရက်လောက်စားလို့ရတဲ့အိုးသေးကိုမှ3သိန်းခွဲပဲပေးရတယ်ပေါ့နော်။ဒါကြတော့လေ family sharing portion တွေဆိုတော့အနည်းဆုံး၄-၅ရက်လောက်ကတော့စားလို့ရတယ်။နှစ်ယောက်ထင်းနဲ့လာစားချင်တယ်ဆိုလို့ရှိရင်တော့ဒါဒီလိုမျိုးအိုးသေးကိုတဝက်ဝက်ပေးပြီးတော့8000နဲ့လည်းရောင်းပေးသေးတယ်။ဆိုင်ကတော့လေဒီလိုမျိုးအသားပြုတ်ရချိုချိုလေးနဲ့တောက်ရတဲ့မိုးကုတ်ဟော့ပေါ့ကိုဒီနောက်ပိုင်းတော့တော်တော်လေးတက်ကြနေရ။ဟော့ပေါ့မှလို့ရှိရင်လည်းလေဒီလိုမျိုးအသီးသက်ဘက်မှာ free ကျွေးသေးတယ်။ပြီးတော့လေဒီ double berry နဲ့ milk lemon coffee ကကြတော့လေတောက်လိုက်လို့ရှိရင် fresh ဖြစ်ပြီးတော့ AEPR ဆိုတော့မိုးကုတ်ဟော့ပေါ့နဲ့အလိုက်ဆုံးပဲ။ဒါလေးကကြတော့လေ snack အနေနဲ့လည်းစားလို့ကောင်းတဲ့ဘက်ဦးလို့ကြော်ပေါ့နော်သူရဲ့ထူးခြားချက်ကကြတော့လေလုံးဝမခါပဲနဲ့တွနှစ်ယောက်ကြော်ထားတာဆိုတော့ဒီ hot pot နဲ့တွဲစားလို့ရှိရင်လည်းစားလို့လိုက်တယ်ပုံမှန်ချက်60လေးစားလို့ရှိရင်လေအသားမြောင်မြောင်လေးဆိုပေမဲ့ဒီရဲ့ချက်သားကကြတော့လေအတုံးကြီးကြီးကိုမှဆက်ဆက်အီလေးနဲ့ကြော်ထားတာပေါ့နော်သူရဲ့အနံ့လေးကကြတော့လေမွမွေးလေးနဲ့စားလို့တော်တော်ကောင်းတယ်ဒီပဲပဲတောက်လေးကကြတော့လေရွှေပဲရဲ့အနှုတ်လေးကိုမှပဲစီတန်လေးနဲ့တုပ်ပေးထားတာပေါ့နော်သူကကြတော့ရာတီချိန်မှာပဲရတာဆိုတော့တက်တက်လွတ်တမိုင်းဆိုလို့ရှိရင်တော့တော်တော်လေးကြိုက်မှသိကြတယ်မလာဟော့ပေါ့တွေစားရတာယူလာလို့ရှိရင်လေဒီလိုမျိုးမိုးကုတ်ဟော့ပေါ့လေးပြောင်းစားကြည့်ဒီလိုမျိုးတအိုးလုံးမှာအသားပြင်းနေကို share စားရမှာပြီးတော့ဒီဗီဒီယိုလေးကို like and share ပြီးတော့သွားစားမယ်ဆိုလို့ရှိရင်လည်းနောက်လ20ရက်နေ့အထိကို 10% discount လေးပါပေးဦးမှာနော်ကဲဒါဆိုရင်တော့မိုးကုတ်အလံပြေမနက်စာခောက်ဆွဲလေးနဲ့ဒီလိုမိုးကုတ်ဟော့ပေါ့ကောင်းကောင်းလေးစားချင်တယ်ဆိုလို့ရှိရင်တော့ဒီဆိုင်လေးမှာတစ်ခါတော့လာစားကြည့်ကြနော်ဒါဆိုရင်တော့ဆိုင်နောက် vlog တွေမှာပြန်တွေ့ပါမယ်အားလုံးပဲတတာ